နော်အဲ့တော့ကျွန်တော်တို့ပြောတယ်နောက်ချိုးမကြခင်နောက်ကျွန်တော်တို့တက်မတော်ပြန်လေသိမ့်ပတ်ရရှိတော့မယ်နော်တိမ့်ပြမှာပေါ့မယုံကြည်နေပေါ့မင်းတို့အခုမင်းတို့နေရဲလားမင်းတို့နောက်ချိုးမျိုးနဲ့မနေရဲတော့ဘူးနော်ဒါကပြမှာဒါပဲလာမှာတော့အကွက်နဲ့လာမှာလေသိရမလားအင်ကြီးတွေပါချုပ်လိုက်တာတို့ပါတော့ဒါမျိုးတွေပဲလာမှာနောက်ချိုးလာမှာမနေ့ပြန်ကပြမယ်မနေ့ပြန်စောင့်ကြည့်နော်မနေ့ပြန်စောင့်ကြည့်လိုက်မနေ့ပြန်ကျွန်တော်ကို TikTok မှာလည်းတင်မယ်ပေါ့နော်ဒီ YouTube မှာလည်းကျွန်တော်ပေးမယ်နော်နောက်တစ်ခုကတော့ဒါမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ထဲကချောင်းကြီးရွာကို26ရက်နေ့ည7:00 နာရီမှာနှလုံးကျဲ PDF 18ယောက်နဲ့အမာခံ6ယောက် on the spot ဒဏ်ရာတွေကိုစင်ကူးမြို့နယ်ရွှေပြည်စေးရုံတွေကုသနေကြောင်းတင်ပြအပ်မနေ့ပြန်မနေ့9:00 နာရီစင်ကူးမြို့နယ်အဲ့ဒါတော့မပြောတော့ဘူးအဲ့ဒါတော့ပြောမိသွားပြီဗျာဒါထားလိုက်တော့ကျွန်တော်အပေါ်ပေးလိုက်ပြီလားမထပ်ပြောလို့မရတော့ဘူးနော်နောင်ကျိုစေးရုံတုံးတက်ဆောင်လေရင်ချခဲ့တော်လဲမထိမှန်ပါတဲ့ပတ်ဝန်းကျင်သာထိခဲ့တယ်တဲ့နော်ဆမ်ဆယ်လမ်းခွဲအုံးမသိရေဝင်မှာတိုက်ပွဲဖြစ်နောင်ချိုမှာလူတစ်တွေထက်ရောက်နေတယ်တဲ့ကင်းတောက်လေးတွေလက်စီချင်းနဲ့ကိုဖုံးတဲ့နောင်ချိုနယ်မြေကန်ကြီးကြောက်တော်မှာခံစစ်အမာခံပြုလုပ်နေတယ်တဲ့နော်အကိုကြီးတဲ့မင်္ဂလာပါစကိုင်းတိုင်းရွှေဘိုကျွန်းတော်ရခရီးရန်ဖုံးကြီးတက်ခံရတာတဲ့လိုင်းပေါ်မှာစူညံလို့တဲ့26ရက်2လ2025ရက်နေ့ကစကိုင်းတိုင်းကျွန်းလာမြို့နယ်စားချင်းရွာဖုံကြီးတက်တော်83နှစ် PDF ဖွဲ့ကပြစ်တက်သွားတာဘယ်သူမှမသိပါလားမအော်ပါလားတဲ့အခုသိအောင်လို့အော်ပေးပါတဲ့နော်ဒါပါပဲဗျာကျွန်တော်တို့ဘာသာတရားကိုတော့ဘာမှမပြောလို့ပါဘူးသူတို့ခံယူချက်နဲ့သူတို့ဘာသူတို့လောက်ကြတာလေနော်တက်ကြပေါ့နော်တောင်းခံထိုးစစ်တပ်များလုံငါကိုသိမ့်ပြီးတောင်းခံထိပေါက်ပြီးဟုအကြမ်းမြင်သိရပါတယ်ကိုကြီးတဲ့ထိုးစစ်တပ်များရန်သူဒရုန်းတစ်စင်းရရှိထားတယ်တဲ့မဆာက900နှစ်တွင်ရန်သူအလစ်အငိုက်ဒရုန်းဘုံတစ်ကြိမ်ကျဲခံရတော့လဲထိခိုက်မှုမရှိပါတဲ့လက်ရှိအပေါ်မှာဖိုက်တာဝဲနေတယ်တဲ့တောင်းခံဒေသတစ်ခုလုံးမှာတိုက်ခိုက်သိမ်းပိုက်ခဲ့တော့အောင်ပွဲရစစ်တောင်းများ၏ရှေ့ပြေးအဖွဲ့မဆာက900နှစ်သို့ဝင်ရောက်သတင်းပို့ပြီးဖြစ်တယ်တဲ့နော်နောင်ချိုကလက်တကမ်းပဲလိုပါတော့တယ်နော်အဲ့တော့ကျွန်တော်ပြောသလိုပါပဲနောင်ချိုကိုမကြခင်ချိန်တွင်မှာကျွန်တော်တို့နိုင်ငံရဲ့အားထားရတဲ့တက်မတော်တရက်အနေနဲ့တက်မတော်သားမိသားစုတွေရဲ့အေဂျင့်ဆောင်နေထိုင်ခြင်းနဲ့ပြည်သူလူထုတွေရဲ့ကျွန်တော်ရဲ့ပေါ့အားလုံးပေါ့နော်ပျော်ရွှင်ရမယ့်အချိန်တစ်ခုကိုမကြာမီအချိန်တွင်မှာရောက်လာပါတော့မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တက်မတော်ထိုးစစ်စဆင်တယ်တက်မတော်တော့ထိုးစစ်ဆင်တယ်ဆိုတာ तू ကတော့ဟိုနေရာတစ်ခုကို तू ကပေးဆက်လိုက်ရတာဖြစ်နေတဲ့အတွက် तू အရန်ကြီးနဲ့ကိုလိုချင်တဲ့လောက်တော့သွားလို့မရဘူးပေါ့နော်ရန်သူကဘုံတွေထောင်ထားမယ်ပြုထားမယ်အခုဆွမ်းညီလေးကျွန်တော်ပြောတယ်သူတို့ဘုံမိုင်းခွင်းတွေကိုလည်းသူတို့အကုန်လုံးရှင်းလင်းနိုင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့သူ့လက်မှာတော့ထိသွားပြီပေါ့ထိသွားပြီအဲ့ညီလေးကနေဆက်သွယ်ပြီးတော့မှပဲကျွန်တော်တောင်းခမ်းအခုကျွန်တော်တောင်းခမ်းမှာဒီမှာကျွန်တော်ထပ်ပြောမယ်နော်ကျွန်တော်ပြောပြတာခင်ဗျားတို့ဟိုဖြစ်နေမှာတော့လို့ခင်ဗျားတို့ဒီမှာဖတ်လို့ရတယ်ကျွန်တော်လေလိုဖက်တွေလူမှာပေါ့ဒီမှာကျွန်တော်ပြမယ်ဒီမှာကျွန်တော်တရားစော်တာတွေနဲ့ချင်းဖို့လေဈေးထဲမှာကျွန်တော်ပြောထားတယ်ဟိုဈေးထဲမှာစစ်ဝိပစ္စည်းရောင်းတဲ့ပြင်ဦးတွေတက်နေမှာပေါ့နော်ဈေးထဲမှာစစ်ဝိပစ္စည်းရောင်းတဲ့လူတွေလည်းကျွန်တော်ကိုကူညီပေးပါကျွန်တော်မှာဒီစောင်းထဲမှာစော်တာတွေနဲ့မပေးလိုက်ရတဲ့နောက်သူတို့မလိုအပ်လို့မပေးလိုက်ရတဲ့စော်တာတွေနဲ့အနှွေးတွေအုတ်ထုတ်တွေရှိပါတယ်ကြိုက်တဲ့ဈေးနဲ့ကျွန်တော်ကိုဖြတ်ပြီးရင်ကျွန်တော်လေရိုဖက်နက်ကလေးတွေပေါ့နော်လေရိုဖက်နက်ကလေးတွေကျွန်တော်လိုချင်ပါတယ်ပေါ့နော်လေရိုဖက်နက်ကလေး